Storytime with D Channel မှာကြိုဆိုပါရစေ။ဒီနေ့ပြောပြပြီးသွားမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ဖားအိုကြီးရဲ့မာနပဲဖြစ်ပါတယ်တခါတော့ကမြက်ခင်းပင်အနာရှိစမ်းချောင်းလေးတဲကကြာရစ်တရက်ပေါ်မှာဖားအိုကြီးတကောင်နှိထိုင်ပါတဲ့သူဟာဖားအကြီးကြီးတကောင်ချပြီးသူ့ရဲ့အရွယ်စားကိုလည်းအိမ်မတန်ဂုံယူဝင့်ကြသူပါတခြားဖားဒီအလုံးကသူ့ကိုကြောက်ရွံ့သေးကြသလိုအလေးမြတ်ထားဆက်ဆံကြရပါတဲ့တခြားတတဝါလေးတွေကလည်းထို့အတူပါပဲနေဘက်စမ်းချောင်းဖောင်မှာဝဲပြန်နေတတ်တဲ့ပူစင်းရင်ကွယ်လေးတွေဟာဖားကြီးရဲ့ရှေလျားဆေးကတ်တဲ့ရှာနဲ့လွတ်အောင်တတိထားပြန်တန်းကြပါပဲညနေခင်းမှာပြန်တန်းတက်တဲ့ချင်းကောင်လေးတွေလည်းထိုနည်းတူပါပဲစမ်းချောင်းတွေကငါလေးတွေတောင်သူ့ကိုမနှောင့်ယှက်မိအောင်တတိထားကြပါတဲ့ဖားကြီးဟာသူစိုးမိုးရာရေကပါလီထဲမှာပြိုင်ပတ်မရှိပဲသူတကူစိတ်ကြိုက်မင်းမူနေခဲ့တာပါစမ်းချောင်းသားရဲ့မလန်မကန်ကလေခင်းပင်ဖိုင်ရှင်လေသမားကြီးမှာတော့နွားအိုကြီးတစ်ကောင်ရှိပါတယ်။ထိုနွားကြီးဟာတစ်သက်လုံးလေသမားကြီးအပင်ပန်းကန်အလို့ကြည်ပြူခဲ့တာပါ။လေသမားအတွက်လေထွင်းပေးခဲ့တယ်လို့လဲနဲ့အတူကောက်ပဲသီးနှံတွေကိုဈေးသို့ပို့ဆောင်ပေးခြင်းကလေးတွေကိုကြောင်းလိုက်ပို့ပေးခြင်းစတာတွေကိုလှုပ်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့အခုတော့နွားကြီးဟာအိုမင်းလာပါပြီ။အရင်ကလိုအလုပ်ကျန်းတွေလုပ်ဖို့အင်အားမရှိတော့ပါဘူး။လေဓမားကြီးဟာသူ့ရဲ့နွားအိုကြီးကိုတန်ရောစင်ရှိပြီးနှစ်ပေါင်းများစွာအလုပ်ကျွေးပြုခဲ့တာကြောင့်ကျေးဇူးတင်မိပါတယ်။ဒါကြောင့်နွားကြီးကိုမယောင်းချပဲစမ်းချောင်းရားကမြက်ခင်းမြင်မှာအေးချမ်းချမ်းအနားယူစေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့တာရတဲ့မနက်ခင်းတစ်ခုမှာနွားကြီးဟာစမ်းချောင်းအနားမြက်ခင်းပြင်စီရောက်လာပါတတ်တယ်။သူဟာသူ့ရဲ့အင်တစ်ကိုလှည့်လည်ကြည့်ရှုပါတယ်။မြက်ခင်းတွေကနှုတ်ပြိုစိမ့်လန်းနေပြီးတောပန်းလေးတွေကလည်းမြေပြင်အနှံ့ပွင့်နေပါတယ်။နွားကြီးဟာအရသာရှိတဲ့မြက်တွေကိုစားပြီးနေဘူးစားလုံရင်သူ့ရဲ့အချိန်ကိုဖြုံကိုစိတ်ကူးလိုက်ပါတယ်။တစ်ဖက်မှာမက်ခင်းမြင်ကတတဝါလေးတွေဟာနွားကြီးကိုမြင်ကြတဲ့အခါမှာတော့သူတို့ဟာကြောက်ရွံ့တုန်လှုပ်သွားကြပါတဲ့။လေးပြားလေးတွေဟာသူ့လမ်းကနေအမြန်ရှောင်ထွက်သွားကြသလိုအလုရှုနေတဲ့ပူရက်စိတ်တွေနဲ့ပြားတွေဟာလည်းနွားကြီးဖြည်းဖြည်းချင်းရှောက်သွားတာကိုကြည့်ပြီးအလုတွေရက်ကွန်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာတခါမှနွားကြီးလောက်ကြီးမားတဲ့တတ္တဝါမျိုးမမြင်ဘူးကြပါဘူးသူတို့မြင်ဘူးတာကဖားအိုကြီးပဲဒါပေမဲ့ကြားရွက်ပေါ်ကဖားအိုကြီးတောင်ဒီလောက်မကြီးမားပါဘူးဆိုပြီးအပြန်လန်စကားပြောကြပါတဲ့နွားကြီးကတော့မြတ်ချိုချိုလေးတွေကိုစားနေပြီးဒီတတ္တဝါတေးသေးလေးတွေကိုတတိတောင်မထားမိပါဘူးဖားကြီးဟာမြတ်ခင်းပြန်ကိုရောက်လာတဲ့တတ္တဝါကြီးအကြောင်းပိုစင်ရင်ကွယ်လေးတွေစိတ်လှရှာတဲ့ကြီးပြောနေလာကိုမတော်တဆကြားလိုက်ရပါတယ်။ပိုစင်လေးတွေကပြားစီကနေကြပြားကလေခုံးမလေးစီကကြလေခုံးမလေးကနွားကြီးနင်းမိတော့မလို့ဖိခဲ့တဲ့ပရွက်စိတ်လေးစီကတဆင်ဖြန့်ကြားခဲ့တာပါ။ဒါဟာငါတို့မြင်ဖို့သမျှအထက်မှာအကြီးဆုံးအထွားဆုံးတတဝါကြီးပဲလို့ပိုစင်လေးတွေကအော်ပြောကြပါတယ်။သူ့ကောင်းမှာကောက်ချိတ်နေတဲ့ချိုကြီးတွေရှိပြီးသူ့အမီးကလည်းရှေလျားတန်မာလွန်းလို့တစ်ချက်ခါလိုက်ရုံနဲ့ငါတို့အားလုံးလွင့်ထွက်သွားနိုင်တယ်။ဖားကြီးကတော့ပိုစင်းလျော့ဒီပြောတာကိုတလုံးမှမယုံပါဘူး။ဟာမင်းတို့ပြောတဲ့တတဝါကြီးကငါ့ထက်တော့မကြည့်နိုင်ပါဘူးလို့သူကအော်ပြောလိုက်ပါတယ်။ဦးချိုရီအမီးဒီဆိုတာလေငါရဲ့ရှေလျားစီးကတ်တဲ့ရှာတော့တော့ကြောက်စရာမကောင်းပါဘူး။ဘယ်တတဝါကမှငါ့ထက်ပိုကြည့်နိုင်ပါ့လဲ။သူဟာကဘာပေါ်မှာအကြီးဆုံးနဲ့အခမ်းညားဆုံးဖားမဟုတ်ဘူးလား။ပိုစင်းလေးတွေဟာသူ့ကိုရိုင်းနှင်းဆင်းဆင်းလာဖြိုးနေတာပဲလို့သူထင်ပါတယ်။ဖားကြီးဟာဒေါသထွက်လာပြီးသူ့ရဲ့ရှာကြီးကိုထုတ်လိုက်ခါပိုစင်းလေးတွေကိုဖမ်းမှုကြိုးစားလိုက်ပေးမှပိုစင်းလေးတွေကအချိန်မီရှောင်လိုက်နိုင်ကြပါတယ်။အဲ့ဒီအချိန်မှာပဲနွားကြီးဟာရေငတ်လို့စမ်းချောင်းစီကိုလမ်းလျှောက်လာပါတယ်။ပိုစင်လေးတွေဟာကြောက်လန့်တွန်းကြီးပြီးနွားကြီးရဲ့ဦးချိုတွေနဲ့အမီးမမီနိုင်တဲ့ကောင်းကင်အမြင့်စီကိုအလင်းမြန်ပြန်တက်သွားကြပါတယ်။နွားကြီးဟာရေပေါ်အောင်တောက်ပြီးစမ်းချောင်းကနေထွက်သွားကမြက်ခင်းပေါ်မှာတရေအိတ်ဖို့ပြင်းပါတယ်။ကြာဝဲပေါ်ကဖားအိုကြီးဟာနွားကြီးကိုမြင်တော့ဘာတွေဒီလောက်ဖြစ်ပျက်နေတာလဲလို့တွေးမိပါတယ်။ဒီတတဝါကြီးကနွားအိုကြီးတကောင်ပါပဲလား။အကြီးကြီးလည်းမဟုတ်ပါဘူးလို့တွေးမိနွားကြီးထွက်သွားတဲ့အခါပူစင်းတွေကိုလမ်းမိပါတယ်။ဟေ့ပူစင်းတို့ဒါလားမင်းတို့ပြောတဲ့ကြောက်စရာတတဝါကြီးဆိုတာပူစင်းလေးတွေကတောင်ပန်လေးတွေတစ်ခတ်ခတ်နေဟုတ်ပါတယ်ဖားကြီးသူဘလောက်ကြီးလဲဆိုတာမမြင်ဘူးလားလို့ပြန်ဖြေပါတယ်
ကြီးကအထင်သေးစွာနဲ့ရေမောလိုက်ပြီးကြီးတယ်ဟုတ်လားအဲ့ဒါကိုကြီးတယ်လို့ခေါ်တာလားငါသားအလိုရှိရင်အဲ့ဒီထက်2ဆလောက်ကြီးအောင်လွတ်ပြနိုင်တယ်မယုံရင်ကြည့်ထားဆိုပြီးဖာကြီးကအသက်ကိုပြင်းပြင်းရှူလေတွေကိုဝအောင်ရှူသွင်းပြီးဘူးဖောင်းတစ်ခုလိုဖောင်းကားလာအောင်ကိုလှုပ်လိုက်ပါတယ် ကဲအခုငါသူ့လောက်ကြီးမသွားဘူးလားလို့ဖာကြီးကမောမောနဲ့မေးပါတယ်အိုးမကြီးသေးဘူးဖာကြီးလို့ပစင်းလေးတွေကအော်ပြောကြပါတယ်ဟိုနွားကြီးကအများကြီးပိုကြီးပါတယ်မြက်ခင်းကောင်မအိတ်နေကြကိုကြည့်ပါအောင်သူကအကြီးကြီးပဲလို့ထပ်ပြောကြပါတယ်ဒါဆိုရင်နောက်တစ်ခါထပ်ပြီးကြည့်နေလိုက်လို့ဖာကြီးကပြောပြီးအသက်ကိုပြင်းပြင်းထက်ရှူလေတွေကိုထပ်သွင်းပြီးအစွမ်းကုန်ထပ်ဖောင်းလိုက်ပါတယ်အခုတော့ငါသူ့ထက်ကြီးသွားခင်မလားလို့အနိုင်နိုင်ပြောလိုက်ပါတယ်မကြီးသေးပါဘူးဖာကြီးရဲ့ဟိုနွားကပိုကြီးတုံးပဲလို့ပစင်းလေးတွေကထပ်ပြောပါတယ် ဖားကြီးဟာပစင်းတွေကိုတော်တော်လေးစိတ်တော်သွားပါတယ်သူ့ရဲ့အရေးပြားတွေဟာတင်းကားနေပြီးထိုင်ရတာလည်းခက်ခဲလာပါတယ်ပိုက်ကြီးကဖောင်းလို့လိမ့်ကြတော့မလို့ချင်နေသလိုပါးပင်တွေဖောင်းကားလာတာကြောင့်မျက်စိတွေပါနီရဲပြီးမျိုးလုံးမိတ်လို့နေပါဖြစ်နေပါပြီသူ့ပိုက်ကြီးကြောင့်ရှေးကိုတော့တေးသေးချာချာမမြင်ရတော့ပါဘူးဒါပေမဲ့သူဟာအခုဆိုရင်နွားကြီးထက်အနည်းဆုံးတော့ကြီးနေပြီလို့ယုံကြည်နေပါတယ်သူကပစင်းတွေကိုကသူဟာပိုးကြီးလဲဆိုတာပြဖို့နောက်ဆုံးတစ်ချိန်ထကြိုးစားလိုက်ပါတယ်ကြည်ထားလို့သူကခက်အတန်ကြီးပြီးပြောလိုက်ပါတယ်သူကအသက်ကိုအားရပါရထရှူလိုက်ပြီးအစွမ်းကုန်ထပ်ဖောင်းလိုက်ပါတယ်သူကမုံညင်းနဲ့ပိုပြီးကြီးမားလာရကနေရုတ်တရက်ဖောက်ဆိုတဲ့အတန်ထပ်ပြီးတဲ့နောက်မှာတော့ဖားဦးကြီးရဲ့ပိုက်ပေါက်သွားပါတော့တယ် အဲ့ဒီအချိန်တရိษံအားလုံးက၎င်းမြင်ကွင်းကိုမြင်ပြီးနောက်မှာအကုန်လုံးကကြောက်လန့်ပြီးထွက်ပြေးကြကုန်ပါတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ် ဒီပုံပြင်ကနေရတဲ့သင်ခန်းစာကတော့မိမိထက်အစာပေါင်းများစွာတာလွန်သူကိုအတူခိုးပြီးပြိုင်ဆိုင်ဖို့ကြိုးစားခြင်းဟာပျက်စီးခြင်းတို့သာရောက်စေတတ်ပါတယ်။ပုံပြင်ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုံပြများကိုကြိုက်နေတယ် channel လေးကို like and subscribe လုပ်ထားလိုက်ပါနော်